အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဩဂတ်လ16ရက်နေ့တနင်္ဂနွေညအတွက်ကျွန်တော်ရဲ့ကြောင်းမြန် follow လေးလာပါပြီခင်ဗျာမနေ့ကကြောင်းမြန် follow ပြကြာသွားတယ်ကိုအတားကြီးကနေပြီးတော့အစောကြီးကိုသွင်းတယ်ပြီးတော့ဝမ်းဖြစ်သွားတယ်ဘာမှရှော့မရှိသေးဘူးပြီးတော့ဒီ CV လာတယောက်ထုတ်ခံဟာကိုကအေးဆေးပဲလေပွဲကလည်းဟို80ခွန်လောက်ရောက်နေ80ခွန်မှာ CV လာတယောက်ထုတ်ခံရတယ်အဲ့တော့ကိုကအနည်းဆုံးတရေအများဆုံးအနိုင်အဲ့လိုပဲတွက်လိုက်တယ်ဒါပေမဲ့90 injury time မှာ Sevilla ဂိုးထွက်သွင်းသွားတယ်နှလုံးလုံးက Sevilla သွင်းတဲ့နှလုံးလုံး penalty ကြီးပဲဟိုဇာတာပေါ့နော်မနေ့ကဟိုကျွန်တော်ရိုးရိုးရွေးကွက်3ကွက်မှာ2ကွက်အောင်တစ်ခွက်ကြဟိုဂီတာဖေးအောင်နဲ့ဂီတာဖေးကဂီတာဖေးမဟုတ်ဘူးဟိုဟာဂီတာဖေးနဲ့ကန်တဲ့ဒီမနေ့ကကျွန်တော်ရဲ့မမရိုးရိုးရွေးကွက်3ကွက်ပေါ့နော်ရိုးရွေးကွက်3ကွက်မှာတစ်ကွက်အောင်2ကွက်ကြာဖြစ်ခဲ့ရတယ်ဒီအလာဗက်ဘော်ဒီကဂီတာဖီယာတယောက်ထုတ်ခံရတော့အလာဗက်က3ဂိုးသွင်းသွားတယ်အောင်တယ်ကြာတာကျွန်တော်ပြောင်းမြောက် follow တဆပွဲကြာသွားတယ်ပြီးတော့ဒီချာတန်ကိုအောက်ဒါဘီနဲ့ကန်တဲ့ပွဲပေါ့နော်ဒါဘီကိုအောက်အဲ့ပွဲကနှစ်ဆပွဲကြာသွားတယ်ပေါ့နော်မနေ့ကထူးထူးခြားခြားချန်ပီယံရှစ်ဟို17နာရီပွဲပေါ့နော်နောက်ဆုံးပွဲကလွယ်လို့ချန်ပီယံရှစ်ပွဲတွေကဂိုးတွေပေါ်တာဟိုအဲ့မှာကျွန်တော်ရဲ့3000 fighter ရွေးကွက်ဟို Norwich ဂိုးပေါ်လဲပါတာပေါ့နော်ဒါပေမဲ့အဲ့ဂိုးပေါ်ကတော်တော်ကြည့်ယူရတာဟိုတော်တော်ကြည့်ပြီးတော့တော်တော်လေးကိုမန်းမှုန်နေရ85မိနစ်ကြာမှတလုံးသွင်းတယ်ဧည့်တယ်ပြီးတော့85 90အဲ့လိုကြာမှပဲသုံးလုံးဖြစ်သွားတာကြတော်တော်ဟိုရင်တော်တော်ခုံရတယ်ပေါ့နော်အိရှင်ကတလုံးမဲ့သွင်းတာအိရှင်ကအများကြီးအပိုင်လုံးနဲ့ခွန်ရည်တွေအများရတယ် Norwich ကWest Brom ကမရဘူးဒါပေမဲ့မရတဲ့အတင်းကနှလုံးသွင်းသွားတယ်အဲ့လိုပေါ့နော်ဇာတာတွေကဟိုရိုးကနှစ်ဆပွဲကျသွားပြီမဲ့3000နဲ့ fighter ပွဲကိုပေါ်အောင်သွားပါတယ်ဒီနေ့မှာလည်းကျွန်တော်ရဲ့3000နဲ့ fighter ပွဲထောက်မှာဖြစ်ပါတယ်ဒီလာလီဂါပွဲတွေကထွက်မှာဖြစ်ပါတယ်လာလီဂါပွဲ9နာရီခွဲပွဲဟိုဗီလာရီရဲ့ပွဲပေါ့နော်ဗီလာရီရဲ့ပွဲကိုကျွန်တော်fighter ပွဲဖြစ်ရွေးချယ်ထားပါတယ်3000နဲ့ fighter ပွဲဝယ်ခြင်းနဲ့ဆိုရင် channel Viber မှာတင်ထားတဲ့ Viber ဖုန်းနဲ့မကနေတစ်ဆင့်အချိန်မီလာရောက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ဒီနေ့ကျွန်တော်ပြောင်းမြန် follow ဖြစ်ရွေးထားတာကဟိုတကယ်ပွဲကြီးကိုတော့ရွေးထားတယ်မန်စီးတီးပေါ့နော်မန်စီးတီး body ကိုရွေးထားတယ်ဟိုcommunity time ပွဲအာဆင်နယ်နဲ့ကံမဲ့မန်စီးတီး body ကိုကျွန်တော်ရွေးချယ်ထားပါတယ် risk တော့နည်းနည်းလေးများမယ်ထင်ပါတယ်မန်စီးတီးကဝင်းဘလီမှာဝင်းဘလီကွင်းပေါ့နော်ဝင်းဘလီကွင်းမှာ Premier League လက်ရှိချန်ပီယံအာဆင်နယ်ကို level 10ပြပေးထားတယ်ဂိုးပေါင်းစရနှလုံးရှုံးမူလတက်တဲ့အာဆင်နယ် level 50ပေးရကနေပြီးတော့အခုလောဆယ်မန်စီးတီးက level 10ပြခေါင်းပြောင်းပြီးတော့မန်စီးတီးကအပေါ်သင်းဖြစ်လာတယ်ဂိုးပေါင်းစရမူလတက်တဲ့350နိုင်ကနေပြီးတော့နှလုံးရှုံးဖြစ်လာတယ်ဂိုးပေါင်းစရကတော့နှလုံးရှုံးကတော့မျှတယ်ဟိုဂိုးပေါင်းစရကျလာတယ်ဆိုမှဒီနှလုံးအရှုံးဆိုတဲ့ဈေးကဂိုးပေါင်းစရအရင်ပြော့မနေဘူးပုံမှန်ဈေးလောက်ပဲရှိတယ်အဲ့မထူးကြတာက body ဈေးအာဆင်နယ်ကပူနေနေ Premier League Champion ပြီးတော့နွေဈေးကွက်အဖြစ်မှုမှာအာဆင်နယ်လည်းတော်တော်လေးကိုအဖြစ်ထားထင်ရှားတယ်ဗျဟိုဟန်ကာဘီကိုသူတို့အပိသက်ခေါ်လိုက်တယ်မနေ့ကခြေစမ်းပြခဲ့တဲ့နောက်ခါဟန်ကာဘီကိုအပိသက်ခေါ်တယ်ပြီးတော့နျူကာဆယ်အသင်းကောင်းဆောင်ဝီမာရစ်ကိုပေါင်85တန်းနဲ့ခေါ်တယ်အဲ့ခေါ်ယူမှုကတော်တော်လေးကိုကောင်းတယ်အာဆင်နယ်အတွက်လိုအပ်နေတဲ့နေရာပေါ့နော်ဒကလန်ရိုက်စ်နဲ့ဂူမာရစ်အတွဲကိုဂူမာရစ်အတွဲကိုကျွန်တော်တို့ကြည့်ရတော့မှာပေါ့နော်ပြီးတော့တောင်မကစားသမားဘယ်တောင်မန်အတွက်သူဇိုလစ်ကိုခေါ်ထားတယ်ဇိုလစ်ကကျွန်တော်တို့နာမည်အရင်မကြီးသေးပေမဲ့မနစ်ကဘယ်ဂျီယန်လိမှာတော်တော်လေးကောင်းခဲ့တဲ့ကစားသမားရာသီကိုခြေစမ်းပွဲတွေမှာလည်းသူ့ရဲ့ခြေစွမ်းကမဆိုးဘူးပေါ့နော်အာဆင်နယ်ဟိုဗီနီရှယ်ကိုခေါ်ဖို့ဘာညာသတင်းတွေထွက်လိုက်သေးတယ်ဒါပေမဲ့အခုဘယ်တောင်မန်အတွက်ပြဟိုမာတင်နဲ့ဟိုထရိုဆက်နေရာမှာသူတို့ဇိုလစ်ကိုအစားထိုးထားတယ်မဆိုးဘူးမန်စီးတီးကဒီအီလီယက်ဟန်ဒါဆန်ကိုခေါ်ထားတာတော့မှန်တယ်
ဒါပေမဲ့ရိုဒရီရဲ့အနာဂတ်ကမသေးကြဘူးဒီဘက်မှာလည်းရိုဒရီပါနိုင်ဖို့ကတော်တော်လေးကိုရာခိုင်နှုန်းနည်းတယ်ဒီအနာဆန်တို့ဘာလို့ပါလာနိုင်တယ်ပြီးတော့အဓိကခြားနာတဲ့နေရာကနီးပြမန်စီးတီးနီးပြကဂွာဒီယိုလာမဟုတ်တော့2016နောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်မန်စီးတီးနီးပြထိုင်ကုန်မှာကျွန်တော်တို့တခြားဂွာဒီယိုလာမဟုတ်တဲ့တခြားလူတယောက်ကိုတွေ့ရတော့မယ်မာရက်စကာနဲ့အခုအာဆင်နယ်နီးပြအာတီတာတို့ကဂွာဒီယိုလာလက်အောက်မှာလက်ထောက်နီးပြဖြစ်တာဝန်ယူခဲ့ဘူးတယ်မာရက်စကာကဒီလက်စတာတို့အခုနောက်ဆုံးကချယ်ဆီပေါ့နော်ချယ်ဆီကလည်းထုတ်ခံလိုက်ရတော့မှဒါသူ့ရဲ့အနေထားနဲ့တော့အထုတ်မခံရတဲ့ဒါချယ်ဆီကတလွဲလို့ဆိုတော့သူအထုတ်ခံလိုက်ရတော့ပေါ့နော်ဒါပေမဲ့လည်းဒီဂွာဒီယိုလာနေရာကိုမာရက်စကာကချက်ချင်းလုံးဝဟန်မပြတ်ပဲနဲ့အစားဝင်နိုင်လိမ့်မယ်ဆိုတော့ကတော့မလွယ်ဘူးတော်တော်လေးမလွယ်တဲ့အနေအထားဖြစ်ပါတယ်မာရက်စကာနဲ့အချိန်တစ်ခုတော့ယူအောင်ပါပဲဂွာဒီယိုလာလက်ထက်ကမန်စီးတီးပုံစံအတိုင်းဆက်ပြီးတော့ဒီဟာဒီပထမဆုံးပွဲဒီကောင်ကတိုင်ဝဲတော့မဟုတ်ဘူးဒါပေမဲ့တိုင်ရမဲ့ပြိုင်ဘက်ကပရီးမီးယားလိမှာအဓိကပြိုင်ဘက်အဲ့တော့နှစ်သင်းလုံးကအားထက်ကစားမှာပဲအာဆင်နယ်ကလည်းအားထက်ကစားမှာပဲအာဆင်နယ်ကရာသီကျိုးခြေစမ်းပွဲတွေမှာအခြေအနေမကောင်းဘူးပထမဆုံးခြေစမ်းပွဲမှာဂီရိုနာကို 4-1 နဲ့နိုင်တယ်ဒါပေမဲ့နောက်ဆုံး3ပွဲဆက်ပြိုင်ပွဲမိနစ်90တည်းမှာမနိုင်ဘူးအဲ့မှာရှုံးပွဲက2ပွဲတောင်ရှိတယ်မက်တကို 1-3 နဲ့ရှုံးတယ်ဒေါ့မွန်ကို 2-3 နဲ့ရှုံးတယ်အဲ့လိုတွေပေါ့နော်ဒီဘက်မှာလည်းဆာလီဘာမပါနိုင်တာမှန်တယ်ဒါပေမဲ့လက်ရှိအနေထားအရနီးပြမြောက်ပြားကိုအာဆင်နယ်ကအတေးတာနဲ့လက်တွဲလာတာကြာပြီအထိုင်ကျသွားပြီtrust the process မှာအောင်မြင်မှုအသေးပွင့်တွေကိုခံစားနေရပြီမန်စီးတီးကကျတော့အခုမှပြန်ပြီးတော့စရမှာမန်ယူမှာပြကာဒမီနီးပြကြီးဖောက်ကူဆန်အလွန်အခုမှနည်းနည်းလေးအသားနည်းနည်းလေးကြာရုံမရှိသေးဒါတော့မှနော်လုံးဝအထိုင်ကျသွားတော့မဟုတ်သေးဘူးကာရီလက်ထက်မှာအသားလေးနည်းနည်းကြာရုံမရှိသေးအာဆင်နယ်လည်းအဲ့လိုပဲကာဒမီနီးပြကြီးအာဆင်ဝင်းကနောက်ပိုင်းနီးပြတွေပြောင်းနေအခုကျမှပဲအတေးတာရဲ့လက်ထက်မှာပြန်ပြီးတော့ခေါင်းပြန်မော့လာပြောချင်တာပြောကာဒမီနီးပြကြီးတယောက်ထွက်သွားပြီးတဲ့နောက်မှာအချိန်ကတော့ယူရတာပဲအနည်းဆုံး၄-၅နှစ်ယူရတာပဲသူ့နေရာကိုချက်ချင်းဝင်မနိုင်ဖို့ဆိုတာမလွယ်ဘူးမန်စီးတီးလည်းအဲ့လိုပဲမာရက်စကာကောင်းတယ်ကျွန်တော်လည်းကြိုက်တယ်ချက်စီမှာသူ့ရဲ့ကစားကွက်ကောင်းတယ်ဒါပေမဲ့ဂွာဒီယိုလာရဲ့နေရာမှာချက်ချင်းရော့အင်းဆိုပြီးတော့ဗျာနော်ဂွာဒီယိုလာလက်ထက်ကအတိုင်းပဲဖြစ်လာဖို့ဆိုတာကတော့အချိန်တစ်ခုယူရမယ်အဲ့တော့ကိုမှအာဆင်နယ်ကိုမန်စီးတီးကပြန်ပြီးတော့မှပေးထားတယ်အမှန်မှန်တော့အာဆင်နယ်က level 450လောက်ကတော့ပေးတယ်ဘာလို့အာဆင်နယ်ကတင်ရင်နေတဲ့အသင်းမန်စီးတီးကအခုမှပြန်ပြီးတော့တိဆောက်နေတဲ့အသင်းအဲ့တော့မန်စီးတီးက level 10လောက်ပေးထားတာအာဆင်နယ်ပဲထိုင်ကြမှာပေါ့အကုန်လုံးကဈေးကကြောင်းမြိုင်ဖြစ်နေတာအာဆင်နယ်မရှုံးနိုင်ဘူးလေပြီးတော့community shield ပွဲကနောက်ဆုံး900ဒီမှာ6ပွဲ600ဒီအထိ penalty ဆုံး penalty သွားတယ်ပြောချင်တာမိနစ်90အတွင်းတရေပေါ့နော်အဲ့တော့အာဆင်နယ်အနည်းဆုံးတရေရ10ရွာယူမယ်လေတရေဆိုလဲနိုင်အပြည့်ရမယ်အဲ့လိုပဲတွေးကြတာမှာမန်စီးတီးနိုင်ဖို့ဆိုတာကအာဆင်နယ်နိုင်တို့အခွင့်အရေးထက်ပိုနေတာပေါ့အဲ့လိုမျိုးတွေးကြမှာကြီးပဲဈေးကတကယ်ကိုကြောင်းမြန်ကြီးဖြစ်နေတာပေါ့နော်အဲ့ဒါမို့တနင်္ဂနွေညကျွန်တော်ရဲ့ကြောင်းမြန် follow က Man City Body ဖြစ်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေ